သူတော်ကောင်းတရား9ပါးနဲ့သူတော်ကောင်းဥစ္စာ9ပါးတူလားမတူဘူးလားကြည့်နေတဲ့လူကြီးမင်းကဘယ်လိုထင်လဲအားလုံးပဲမင်္ဂလာပါဒီနေ့မှာတော့သူတော်ကောင်းတရား9ပါးနဲ့သူတော်ကောင်းဥစ္စာ9ပါးသူမတူပုံကိုစစ်ပြပေးမှာဖြစ်ပါတယ်သူတော်ကောင်းတရား9ပါးကနံပါတ်1တတ္တာယရနာ3ပါးနဲ့ကံကိုင်းအကျိုးကိုယုံကြည်ခြင်းကောင်းတာလုပ်ရင်ကောင်းတဲ့အကျိုးတွေရမယ်မကောင်းတာလုပ်ရင်ဆိုးကျိုးတွေရမယ်လို့ယုံကြည်ခြင်းတတ္တာဖြစ်ပါတယ်နံပါတ်2ကဟိရိမကောင်းမှုလုပ်ရမှာကိုဆက်ခြင်းလူရှိသူရှိမှာဖြစ်စေလူမမြင်ကြွယ်ရမှာဖြစ်စေမကောင်းမှုလုပ်ရမှာကိုဆက်ခြင်းပါနံပါတ်3ဩတ္တပမကောင်းမှုလုပ်ရမှာကိုကြောက်ခြင်းလူရှိသူရှိမှာဖြစ်စေလူမမြင်ကြွယ်ရမှာဖြစ်စေမကောင်းမှုလုပ်ရမှာကိုကြောက်တတ်တဲ့သဘောပါနံပါတ်4ဘဟုတုတအကြအမြင်များခြင်းပညာရေးမှာပဲဖြစ်စေအလုပ်အကိုင်မှာပဲဖြစ်စေဘယ်အရာမျိုးကိုမဆိုအကောင်းနဲ့အဆိုးအကြောင်းနဲ့အကျိုးကိုသိရှိနားလည်ပြီးကြာဘူးနာဝရှိခြင်းနံပါတ်5ဝိရိယကြိုးစားအားထုတ်မှုရှိခြင်းပြင်းရတဲ့စိတ်တွေကိုဖယ်ရှားပြီးဆွဲမြဲဇွဲလုံးလားဖြစ်လောက်ကင်ခြင်းနံပါတ်6တတိအမြဲတမ်းတတိကပ်ပြီးစင်ကြင်တုံတရားရှိခြင်းနံပါတ်9ပညာအမှားအမှန်ကိုပိုင်းခြားသိခြင်းလှုပ်တဲ့မလှုပ်တဲ့ပြောတဲ့မပြောတဲ့တွေးတဲ့မတွေးတဲ့စင်ကြင်မှုရှိခြင်းဒါကတော့သူတော်ကောင်းတရား9ပါးကိုပြောပြပေးကြတာဖြစ်ပါတယ်နောက်ထပ်သူတော်ကောင်းဥစ္စာ9ပါးကိုတွားမယ်ဘ ഹു တုတဖြစ်စေမဲ့အကြောင်းအရာတွေကိုအခုလိုအချိန်ကိုတွင်းလေးမှာသိကျင်နေဆိုရင် channel ကို subscribe နှိပ်ထားပါသူတော်ကောင်းဥစ္စာ9ပါးကနံပါတ်1တတ္တာယရနာ3ပါးနဲ့ကံကိုင်းအကျိုးကိုယုံကြည်တတ်တော့တတ္တာဟုသောဥစ္စာနံပါတ်2တီလ5ပါးတီလ10ပါးတီလအာဇီဝဋ္ဌမကတီလ9ပါးတီလ10ပါးတီလပါတိမောက္ခတံဝရတီလဟုသောဥစ္စာနံပါတ်3ဟိရိမကောင်းမှုလုပ်ရမှာကိုရှက်တတ်ခြင်းလူရှိသူရှိမှာပဲဖြစ်စေလူမမြင်ကြွယ်ရမှာပဲဖြစ်စေမကောင်းမှုလုပ်ရမှာကိုရှက်တတ်တော့ဟိရိဟုသောဥစ္စာနံပါတ်4ဩတ္တပမကောင်းမှုလုပ်ရမှာကိုကြောက်ခြင်းလူရှိသူရှိမှာပဲဖြစ်စေလူမမြင်ကြွယ်ရမှာပဲဖြစ်စေမကောင်းမှုလုပ်ရမှာကိုကြောက်တတ်တော့ဩတ္တပဟုသောဥစ္စာနံပါတ်5ဘ ഹു တုတသူတော်ကောင်းတရား၌အကြအမြင်ရှိသောတုတဟုသောဥစ္စာနံပါတ်6စာကပြန်ရလိုမှုမရှိလွတ်ကျွတ်ပေးကမ်းစွန့်ကြဲတတ်သောစာကဟုသောဥစ္စာနံပါတ်9ပညာကိုပြုသောအမှုဒီကိုဥစ္စာပဲလို့တည်သောပညာဟုသောဥစ္စာဒါကသူတော်ကောင်းဥစ္စာ9ပါးကိုပြောပြပေးကြတာဖြစ်ပါတယ်နောက်ထပ်သူတော်ကောင်းတရား9ပါးနဲ့သူတော်ကောင်းဥစ္စာ9ပါးဘယ်တရားတွေကတူပါတယ်လဲသူတော်ကောင်းတရား9ပါးနဲ့သူတော်ကောင်းဥစ္စာ9ပါးတူတဲ့တရားကတတ္တာဟိရိဩတ္တပဘ ഹു တုတပညာဤ5ပါးကတော့တူတဲ့တရားတွေဖြစ်ပါတယ်မတူသောတရားကသီလနဲ့စာကဤ2ပါးကတော့သူတော်ကောင်းတရား9ပါးမှာမပါပါဘူးဝိရိယနဲ့တတိကသူတော်ကောင်းဥစ္စာ9ပါးမှာမပါပါဘူးဒါကတော့မတူတဲ့တရားတွေကိုပြောပြပေးကြတာဖြစ်ပါတယ်